အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေကျွန်တော်တို့ရဲ့ Popular YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီ Channel မှာပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးနေတဲ့ဇာတ်လမ်းလေးကတော့စာရေးသူအမြိုင်မဟာတိုးတက်ရဲ့မုတ်ဆိုးကြီးစနေနေ့ဝင်ကဘာတောနယ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးကိုမတင်ဆက်မီကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe ခေါင်းလောင်းလေးကိုပါနှိပ်သွားပေးကြပါဦးခင်ဗျာဇာတ်လမ်းလေးကိုတင်ဆက်လိုက်ပါပြီဒီဇင်ဘာလ2ရက်နေ့ကညင်နပင်ရွာမှာနှင်းတွေနဲ့ပြည့်နေနေတယ်နှင်းတွေကိုခွင်းပြီးကညင်နပင်ရွာလမ်းမှာလူ2ယောက်ထွက်ပေါ်လာတယ်အဲ့ဒီလူ2ယောက်ကစနေအိမ်ကိုဥတီသွားနေခြင်းဖြစ်တယ်လူ2ယောက်ကနှစ်ထပ်အိမ်ပြင်တောင်ငယ်အိမ်လေးရှိရာရှောက်ပြီးအိမ်ထဲကိုအတန်လန်းပြုတ်လိုက်တယ်ဘိုးမုတ်ဆိုးကြီးကိုစနေဘိုးမုတ်ဆိုးကြီးစနေအတန်လန်းပြုတ်လိုက်တော့အသက်20အရွယ်ခန့်မှန်းရတဲ့ချောမောတဲ့မျက်နှာကိုခန္ဓာကောက်ကြောင်းကအစအပြစ်ပြောစရာမရှိတဲ့မိမလှလေးထွက်လာတယ်အထဲကိုကြွပါရှင်ဦးလေးတို့ကဘသူနဲ့တွေ့ကျင်လို့ပါလဲကိုစနေနဲ့တွေ့ကျင်လို့ပါအော်ဟုတ်ကဲ့ခဏလေးစောက်အောင်တော့သွားခေါ်ပေးမယ်မိန်းကလေးကပြောပြီးအိမ်ပေါ်ဓာတ်ကိုပြန်တက်သွားတယ်အကိုမင်းမငကခေါ်မရတဲ့ဖြင့်ခက်ကြမ်းကြမ်းလှုပ်နှိုးလိုက်တယ်ဟင်ဘာလဲကွာစောကြီးရှိသေးတာကိုဘာလို့လာနှိုးနေရတာလဲအောက်ထပ်မှာဧည့်သည်ရောက်နေတယ်ဟင်ဘယ်သူတွေလဲစောင်းလည်းမသိဘူးကိုဘာကိစ္စများပါလဲစနေလဲတီးတိုးရီယူမိတယ်စနေမျက်နှာကိုကမန်ကနထသိလိုက်ရင်အောက်ထပ်ကိုဆင်းလာခဲ့တယ်အောက်ထပ်ရောက်တော့လူ2ယောက်ကိုတစ်ချက်အကဲခတ်ကြည့်လိုက်တယ်လူ2ယောက်ကလည်းစနေကိုမြင်တော့တီတိုးအာမေတိတန်ပြုတ်မိတယ်သူတို့2ယောက်ပြောလိုက်တာစနေတယောက်ကြားပြအောင်ကြားလိုက်ရတယ်တို့အိမ်များမားလာတာလားစနေလဲလူ2ယောက်ရှိကခုံလို့မှဝင်ထိုင်လိုက်တယ်စနေဆိုတာကြောက်ပါပဲဟင်ဒီတော့ငယ်မယ်လို့ထင်မထားဘူးမှုတ်ဆိုးကြီးစနေဆိုတော့အသက်ကြီးပြီးနှာခေါင်းမွေးထူလေးပြည့်နေထင်နေတာခုတော့ခုကတခြားရှာတခြားတွေဖြစ်ကုန်ပြီလိုင်းကိစ္စကိုပြောပါအော်ဟုတ်သားပဲကျွန်တော်တို့နေတဲ့ရွာနဲ့ဒီရွာနဲ့ဆိုရင်ခြေလင်6နာရီလောက်ရှောက်ရမယ်ဂျာနမေကတရော်ကုန်းရွာဆိုစမ်းပါဦးဒီလိုဗျကျုပ်တို့ရွာကရွာသူဟင်းရခုမိုးနှုတ်ဖို့ရွာထိပ်ကိုထွက်သွားတယ်ပြန်ဖို့ပေါ်မလာတော့ဘူးဟုတ်လားဆက်ပြောပါဦးကျုပ်တို့လည်းရွာသားတွေစုပြီးတော့တောင်းနှင်းရှာကြတာဒါပေမဲ့အရေးရောင်တော့မတွေ့ကြဘူးနောက်ငယ်ကြပြီးနောက်တရော်ကုန်းရွာကရွာမျက်နှာဖုံးတစ်ထေးကြီးဦးလာဆောင်ရဲ့သားပျောက်ချင်းမလားကိုပျောက်သွားတော့တာပဲဗျာသူကဘယ်လိုပျောက်သွားတာတော့သူ့အခြေအနေနဲ့ဟင်းရခုမှာတော့မဟုတ်ဘူးနော်ဟုတ်တယ်ဗျဒီလိုတနေ့ကိုလာဆောင်ရဲ့သားလှအောင်ကသူ့အဖေနန်းပွဲယုံစီသွားတော့လှအောင်ရဲ့အပိမှုတ်ဆိုးထူးကျော်နဲ့တောထဲကိုအမဲပြည့်ထွက်သွားကြတယ်ကိုလာဆောင်ကပွဲယုံတစ်ခါသွားရင်3ရက်4ရက်ကြာတတ်တယ်ခုကိုလာဆောင်ပြန်ရောက်တော့သူ့သားတောထဲအမဲပြည့်ထွက်သွားတာပြီးတော့နာမည်ကြီးပါတယ်ဆိုတဲ့မှုတ်ဆိုးကြီးတွေ9ယောက်ကိုငါပြီးစက်တိုက်တောနှင်းရှာကြတယ်ဒါပေမဲ့ရိုးမာတော်ဆိုတော့သိတယ်မဟုတ်လားတောထဲလူတစ်ယောက်ပျောက်တာကောက်ရိုးပုံတဲတချောင်းကြားပြောက်တော်လိုပါပဲဗျာပြန်တွေ့လားမှုတ်ဆိုးကြီးစနေကကြားဖြတ်ပြီးမေးလိုက်တယ်ဘယ်တွေ့မလဲဗျာမတွေ့လို့ကိုစနေကြီးရောက်လာတာပဲကိုလို့သာယူသေးသမှုနဲ့ခေါ်ရတာစနေကိုခေါ်ရတာဒါပေမဲ့မှုတ်ဆိုးကြီးစနေနဲ့လူကြီး2ယောက်ရဲ့အသက်ကရှင်လူကြီး2ယောက်ရဲ့အသက်က40ဝန်းကျင်လောက်ရှိမယ်စနေရဲ့အသက်က30တောင်မပြည့်သေးသူတို့တွေစကားပြောနေတော့နှောက်ဖေးမိဖို့ကြောင့်ကနေစောင်းရင်နွေးချမ်းနဲ့အမြည်တပကံလာချပေးတယ်သူတို့စကားပြောနေရင်သူကကြောက်ရဇနီးနာမည်ကစောင်းတယ်ပြီလို့ခေါ်ပါတယ်စနေကသူ့ဇနီးရဲ့နာမည်ကိုမိတ်ဆက်ပေးလိုက်တယ်မိန်းကလေးကစနေရဲ့အနီးထိုင်ကုန်လို့မှဝင်ထိုင်လိုက်တယ်လူကြီး2ယောက်စကားပြောနေတယ်ကျုပ်နာမည်ကတော့ဖိုးလုံးဟိုတယောက်ကတော့ဝါတုတ်တယ်ဩကျုပ်မြင်ဘူးတဲ့မုတ်ဆိုးတွေထဲမှာမုတ်ဆိုးကြီးစနေကိုအားအကြဆုံးပဲဗျို့မုတ်ဆိုးကြီးစနေကကြားဖြတ်ပြီးပြောလိုက်တယ်ဘာဖြစ်လို့တော့ဒီလိုလေလူကလည်းခေါင်းညာပြီးရထားတဲ့ဇနီးကလည်းနှစ်သမီးလေးလိုပဲစောင်းတဲ့ပြီးရှက်ဟန်ပြုတ်ကမျက်နှာတစ်ဖက်လွှဲလိုက်တယ်တစ်ချိန်ထဲမှာပဲအောင်မင်းအိမ်ပေါ်တက်လာတယ်ကျုပ်ဧည့်သည်တွေနဲ့စကားပြောနေတာတွေ့တော့စကားမပြောပဲကျုပ်ရဲ့ဘေးနာကခုံလို့တလုံးမှဝင်ထိုင်လိုက်တယ်ဒါနဲ့ကိုစနေနဲ့ကြားနှကောင်ကြီးတောင်းနေတခါတည်းပြစ်တက်လိုက်တဲ့အရင်တည်င်းကအရင်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲလူတိုင်းရဲ့ပါးစပ်ဖျားမှာပြောစမဲ့တွင်ခဲ့တယ်ကျုပ်တို့ကိုလည်းပြောပြပါလားအကူပြောပြလိုက်ပါညီမလေးနားထောင်နေတယ်လေဘေးကဇနီးဖြစ်သူပါနားထောင်နေတော့မပြောမဖြစ်ပြောပြရတော့မယ်ဒီလိုပါတနေ့မှုတ်ဆိုးကြီးစနေရိုင်ဖယ်တနက်ကို
တိုက်ချွတ်ရင်းရှိနေတယ်ရွာထဲကဂျပုဆိုတဲ့လူကပစိုးကိုဆိုလဲတိုင်းပြေးလာတယ်ဘလို့ဖြစ်လာလဲဂျပုကိုစနေတရင်ထူးပြတရင်ထူးဟာဘာတော့ဟာတရင်ထူးဟိုလေဟိုဟာတဟိုဟိုနဲ့ဘာဖြစ်နေတာလဲကွာလူရင်းကိုအမြင်မြင်ပြောညစိမ့်တန်းတောင်ဘက်မှာလေဟိုလာပြန်ပြီလားဟိုပြောမှသာပြောစမ်းပါဟုတ်ကဲ့ပါဟိုလေကျွန်တော်ထင်းခုတ်ရင်းနဲ့ဘေးကခြေတံကြားတော့ဘာလဲလို့ဆိုပြီးခြေတံကြားရအနာတိုးချောင်းကြည့်တော့အဖြူရောင်ဝက်ဝင်ကြီးနဲ့တွေ့လိုက်လို့ဟင်ဟုတ်လို့လားကွာဟုတ်တယ်ဗျကျွန်တော်အမြင်မမှားဘူးအေးဟုတ်ရင်တော့ကျေးဇူးပဲကွာကျွန်တော်ပြန်လိုက်ဦးမယ်နော်နေရော့ဟင်ယူလိုက်ပါကွာဝက်ဝင်ရရင်လည်းမင်းကိုပတ်စံထပ်ပေးဦးမယ်စနေလည်းမဆိုင်မတော့ပဲတောလိုက်တမြောင်ကိုခါကြတက်ပြီးရိုင်ဖယ်တနက်ကိုဆွဲယူပြီးမျှစိမ့်တန်းတောင်ဘက်ကိုထွက်လာခဲ့တော့တယ်စနေလည်းတောနယ်ထဲကိုစတင်ဝင်ခဲ့ပြီစနေအတော်အသင့်တောထဲကိုရောက်တော့ဝက်ဝင်ဖြူအစာသူ့စီကိုပြေးလာတဲ့ခြေတံတွေကိုကြားလိုက်ရတယ်ဟင်စနေရင်ထဲမှာထိတ်သွားတယ်တနက်ကိုမောင်းဆွဲတင်ပြီးဟာသွားပြီကြီးကကြမ်းခဲ့ပြီဝက်ဝင်ဖြူလိုချင်တဲ့ဇောနဲ့တောထဲကိုအပြေးဝင်လာတာကြောင့်ကြီးကမိတ်ကြံခဲ့ခြင်းဖြစ်တယ်စနေလည်းအမြဲတစေဆောင်ထားတဲ့တက်ကြဲကြီးတစ်ထောင်ကိုတတိရလိုက်တယ်ဘောင်းမီအိတ်ကထဲနိုင်လိုက်ပြီးတနက်ကိုကြည်ထိုးလိုက်တယ်တအောင်နေတော့စနေရှိရာလူ9ယောက်ထွက်ပေါ်လာတယ်စနေလည်းတနက်ကိုအစင်းင်းပြစ်ဖို့ရှေ့ကိုထိုးချိန်ထားလိုက်တယ်ကဲကြပါဟင်တာကိုညိုးကြီးကိုစနေကျွန်တော်တို့ကိုကဲကြပါကြားလိုက်ဆွဲနေလို့ဟင်သူတို့တွေအဖွဲထဲမှာမိမသား2ယောက်ပါလာတယ်စနေကအရှိထွက်ရက်လိုက်ပြီးထွက်ပေါ်လာမဲ့ကြားကိုကြည့်နေတယ်ဘဲဘက်တောထဲမှာ9000လောက်အရှိရှိမဲ့ကြားတကောင်ထွက်ပေါ်လာတယ်စနေပြစ်ခတ်ဖို့အသင့်ပြင်ပြီးလက်ညိုးကွေးလိုက်ခါနီးမထင်မှတ်တဲ့အရာကြီးဖြစ်လာတယ်ဟာဘလို့ဖြစ်တာပါလဲအကြောင်းကညာဘက်အချမ်းကနေ9000အရှိရှိမဲ့ကြားအထီလို့ယူဆရမယ်ကြားတကောင်ကခုန်ထွက်လာခြင်းဖြစ်တယ်စနေလည်းထရက်လိုက်ပြီးသူပြစ်ဖို့အကောင်ကိုစဉ်းစားတယ်ဘဲဘက်ကအကောင်ပြည့်ရင်ညာဘက်ကအကောင်ခုံအုပ်မှာညာဘက်ကအကောင်ကိုပြည့်ရင်လည်းဘဲဘက်ကအကောင်ကခုံအုပ်လိုက်မယ်ကြီးကလည်းတထောင်တည်းမို့အကြက်ရိုက်နေစီခေါင်းထဲကိုအတွေးတစ်ခုဝင်လာခဲ့တယ်ဘဲဘက်ကအကောင်ကိုဘဲဘက်ကကြားကြီးကိုပြစ်ခတ်လိုက်ပြီးတနက်ကိုလွင့်ပစ်ခါညာဘက်ကကြောက်ကဘားစီခုံချလိုက်တော့တယ်ကြားကြီးလည်းသူ့နီးတူသူ့ကိုခုံအုပ်လိုက်တော့တယ်ကြားကကြောက်ကြီးတဲကိုတချိန်တို့ပြုတ်ကျသွားတော့တယ်မှုတ်ဆိုးကြီးစနေကကြောက်ကဘားရှိတစ်ပင်တစ်ပင်ကကြောက်ကဘားစီကိုင်းထွက်ပြီးຫນွယ်တချို့ကကြောက်သေးကိုတွဲလောင်ကျနေတယ်မှုတ်ဆိုးစနေကຫນွယ်အချို့ကိုဆွဲကင်လျက်တန်လိုင်းဖြစ်နေတယ်ဟာကိုစနေဟဲ့လူတွေဆွဲတင်ကြအောင်လေဘာလုပ်နေကြတာလဲကိုစနေကြောက်သေးကိုပြုတ်ကျသွားတော့မယ်လာဆွဲကြဟောဟုတ်ကဲ့ကိုစနေဘာဖြစ်သွားသေးလဲဘာမှမဖြစ်ပါဘူးမင်းတို့ကဘာဖြစ်သွားကြသေးလဲဘာမှမဖြစ်ပါဘူးကိုစနေတောတောင်ဆိုတာစီကန်းကြီးတယ်မင်းတို့တွေအမားလို့ပဲဒီလိုဖြစ်ရတာပဲဟုတ်တယ်ဗျာဟိုစုံတွဲလေတောထဲမှာဟာကိုတောင်းလာစနေခေါင်းတငိမ့်ငိမ့်ရှိနေတယ်ကဲဖြစ်ပြီးတာတွေလည်းဖြစ်ပါသေးတော့နှောက်တာမျိုးတွေတောထဲမှာရှောင်ကြပါကွာကျေးဇူးတင်ပါတယ်ကိုစနေမလိုပါဘူးကွာကျုပ်ဒီကိုလာတာကဝမ်ဝုံပြူပြစ်ဖို့လာတာမင်းတို့နဲ့တွေ့တာပဲဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အသက်ကိုကယ်ခဲ့လို့ကိုစနေကိုကျေးဇူးအရင်ကြီးတင်ပါတယ်ဗျာကဲဒါဆိုလဲကျုပ်သွားတော့မယ်အဖြစ်ကတော့အဲ့ဒါပါပဲဗျာဟာတော်တော်လေးကိုအဖြစ်ဆန်းတာပဲလူကြီး2ယောက်တင်မကကျုပ်ရဲ့ဘေးကကျုပ်ရဲ့ဇနီးစောင်းတရဖီနဲ့အောင်မင်းတို့ပါဗဇက်အခေါင်သာရှိနေကြတယ်ကဲခမည်းတော်လည်းကျုပ်အိမ်မှာပဲဒီတညတော့တဲလိုက်ပေါ့မိုးလင်းမှပဲပြန်ကြပေါ့ကိုစနေကျုပ်တို့နဲ့တခါတည်းမလိုက်ဘူးလားအစကလိုက်မလို့ပဲဒါပေမဲ့ခမည်းတော်ကိစ္စကသွေးရိုးသားရိုးမဟုတ်နိုင်ဘူးပရလောကနဲ့သက်ဆိုင်နိုင်လိမ့်မယ်ကျုပ်ပြင်ဆင်စရာရှိတာပြင်ဆင်ရမှာမို့အချိန်နဲ့ယူရလိမ့်မယ်စနေကသူ့၏ဇနီးစောင်းတရဖီကိုဧည့်သည်တွေအိတ်ဖို့နေရာစီစဉ်ခိုင်းလိုက်ပြီးသူကပြတင်းပေါက်မှာထိုင်ရင်းစေးဘောလိတ်ကိုတလိတ်ကိုမင်းကြီးပြီးတောက်နေတယ်ဆက်လိတ်ကိုမိဘထွေးအောင်ရှိုက်လိုက်ပြီးတပွဲစားမုတ်ဆိုးကြီးရှိအာရုံရောက်သွားတယ်တပွဲစားမုတ်ဆိုးကြီးကအခြားလူမဟုတ်သူ့အဖေရဲ့ညီမနေ့ဖန်နာရင်တပွဲစားမုတ်ဆိုးကြီးသူ့ဦးလေးစီတွားဖို့စဉ်းစားတယ်မုတ်ဆိုးကြီးရဲ့အမိကဦးညိုမောင်းမိုးလင်းတော့သူ့၏ဇနီးဧည့်သည်တွေယူသွားဖို့တရေသားကြောက်ထုတ်ကိုနှစ်ထုတ်ခိုင်းပြီးဟာနိုးလာပြီလားအေးဗျညကပင်မထားတဲ့အချိန်နဲ့လားမသိဘူးဗျာအဲ့လိုကောင်းလိုက်တာပြောမနေပါတော့နဲ့ကိုဖိုးလုံးခင်ဗျားတို့ပြန်ရင်အသားကြောက်ထုတ်တယောက်ထုတ်ယူသွားကျေးဇူးတင်ပါတယ်ဗျာဒါနဲ့ရော့ဒါကတထေးကြီးကိုလာဆောင်ခင်ဗျားအတွက်ပေးလိုက်တာ
အထုပ်လေးတစ်ထုပ်ကျုပ်လည်းအထုပ်လေးကိုလမ်းယူလိုက်တယ်သူကမာလိုက်သေးတယ်ဒါစရန်သဘောပါကိစ္စအောင်မြင်ရင်ဒါတဲ့ငါးစထပ်ပေးမယ်တဲ့ဒီပစ္စည်းကမအောင်မြင်လည်းပြန်ပေးစရာမလိုပါဘူးဧည့်သည်တွေပြန်သွားတော့ဆောင်းရှင်းအကိုဦးလေးရွာဘက်ကိုခဏသွားအောင်မယ်ထမင်းကျော်စားသားပါဦးအော်ဟုတ်ပါပြီဗျာအော်မင်းနေတာအထုပ်လေးကိုဖြည့်ကြည့်လိုက်အောင်ပါပဲဟာဆွဲကြိုးလေးတကုံးလက်စုပ်ကနှစ်ကွင်းဒါကိုရောင်းပြီးလမ်းစီရေးလုပ်ရမယ်ဒီတစ်ခုကစောင်းအတွက်ဘိုးကိုစနေဘယ်လိုလဲကွာလာခဲ့လေအမလက်ဆက်တော့ကျင်နူးနေကြတယ်ဗောဘဲကောင်ထမင်းစားနေတာမြင်သားနဲ့လာရင်ကိစ္စကိုပြောကိုစနေနောက်ကိုကျွန်တော်လိုက်မလို့ဟင်ကျုံနောက်ကိုမင်းလိုက်ဖို့ဆုံးဖြတ်ပြီးပြီလားခုကျုပ်သွားမယ်လမ်းကအသက်အန္တရာယ်ရှိနိုင်တယ်ကျွန်တော်ဆုံးဖြတ်ပြီးပါပြီဟုတ်ပြီလေအမကျွန်တော်လဲပိုက်စားပြီဘဲကောင်မင်းစားဖို့လှုပ်ထားတာမဟုတ်ဘူးစောင်းတရပီကတစ်ဖက်လက်ပြီးရီလိုက်တယ်ခူးပေးလိုက်ပါမင်းမရဲ့မင်းတော့မင်းတတိထားစောင်းတရပီလည်းအောင်မင်းစားဖို့ထမင်းကြော်တပကံခူးပြီးခူးခတ်ပေးလိုက်တယ်မင်းလိုက်မှသိကြတယ်နော်တကယ်ပါဆိုစောင်းပြောလေကိုစောစောတုန်းကလက်စွပ်တကွင်းသူ့ကိုပေးလိုက်ဟင်ကဲအဲ့ဒါကအဝေစုပဲကျေးဇူးတင်လိုက်တာကိုကြီးရဲ့အတော်ပဲယတိကိုလက်စွပ်နဲ့ချစ်ခွင့်ပန်ရမယ်ဟာမင်းဟာမဟုတ်သေးပါဘူးစားစားမြင်မြန်စားသွားစရာရှိတယ်ဘယ်ကိုသွားဖို့လဲကိုကြီးတော်တော်ရှာရှည်တဲ့အကောင်ပဲငါဦးလေးဦးညုံမောင်းစီသွားဖို့တပွဲစားမဟုတ်ဆိုကြည့်ပြလားဟုတ်တယ်တော်တော်ရှာရှည်တဲ့အမိချောင်းမရဲ့သားပဲကျုပ်စိတ်မရှိသဖြင့်ကျိမ်းမောင်းလိုက်တယ်တပွဲစားမဟုတ်ဆိုကြီးဦးညုံမောင်းကိုမကြီးကုန်းရွာကိုကျုပ်နဲ့အောင်မင်းထွက်လာခဲ့ကြတယ်မကြီးကုန်းရွာနဲ့ကஞ்င်နပင်ရွာကခြေလင်တနာရီလောက်ရှောက်ရမယ်ကျုပ်တို့မကြီးကုန်းရွာမရောက်တော့ဦးညိုမောင်းတို့အိမ်ကိုရှောက်လာခဲ့ကြတယ်တစ်ထပ်ပြင်အောင်အိမ်ငယ်လေးရောက်တော့ဘိုးဦးလေးဟေးဘယ်သူလုံးကွာအိမ်ထဲကနေအသားညွန့်နှာခေါင်းမွေးစအသက်58နှစ်လောက်ရှိပြီဖြစ်တဲ့ဦးညိုမောင်းထွက်လာတယ်အောင်မဲလေဘသူများအမှတ်တယ်ငနာလေးပဲဟာလှုပ်တော့မယ်ဗျာလာငါလည်းမင်းနဲ့တွေ့ကျင်နေတာနဲ့အတော်ပဲစောစောတုန်းကတော့သမီးနဲ့မင်းတို့အကြောင်းပြောနေကြတာအသက်ရှည်ဦးမယ်ကွာဟာကိုတို့ရောက်လာတာပဲကိုညီမလေးတို့အိမ်ကိုတခါမှတော့လာမလဲဘူးနော်တော်တော်စိမ့်ကားတာပဲမဟုတ်ပါဘူးဟာကျုပ်လည်းအလုပ်တွေရှုပ်နေလို့မလာဖြစ်တာပါကိုကတော့ပြောလိုက်ရင်ဒီတန်းကြီးပဲဟေမဒီကပြောရင်းနဲ့နောက်ဖေးမိဖို့ကြောင့်လည်းဝင်သွားတယ်ပြောစမ်းမအောင်လာရင်ကိစ္စကိုကျုပ်လည်းခရီးစဉ်အကြောင်းကိုပြောပြလိုက်တယ်ဟာထူးဆန်းလိုက်တာခုမှပဲငါစီလာတဲ့အကြောင်းရင်းကိုသိတော့တယ်ကဲဒီမှာခဏထိုင်အောင်ပြောရင်ဦးညိုမောင်ကအိမ်အောက်ဆင်းသွားတယ်ဟေမဒီနောက်ဖေးမိဖို့ကြောင့်လည်းကနေပြန်ထွက်လာတယ်ရော့ကိုတို့စားဖို့အဖေခိုင်းထောင်ထားတဲ့ဂျီသားကြောင့်လက်ဖက်ရည်နဲ့တောက်လိုက်ပါဦးအေးဟဲ့ကောင်းသားပဲအောင်မင်းကဟေမဒီကိုခိုးကြည့်နေတာကြုတ်တတိထားမိလိုက်တယ်ကိုရဲ့သတင်းကတော့မှုေးနေတာပဲနော်ဟင်ဘာသတင်းတော့ဟိုလေကြားနှကောင်ကိုကြည်တောက်နဲ့ပြစ်တက်လိုက်တဲ့သတင်းပေါ့ပြောပေးပါလားဟေမဒီနားထောင်ခြင်းလို့ဒီကိစ္စလည်းမပြီးသေးဘူးလားကွာမပြီးသေးပါဘူးဒီရွာကမင်းကလေးတွေရဲ့ဗဇက်ဖြတ်မှာရေပန်းစားနေတာအော်ဒီလိုလို့မနဲ့ပြန်ကျုပ်တို့ခကြီးသွားမှာဆိုတော့အိမ်မှာနှင်းရောင်းမတယောက်ပဲနင်သိချင်တဲ့အကြောင်းတွေကိုသူ့ကိုမေးပေါ့ဟေမဒီခဏပြုံးပြီးမျက်နှာညိုသွားတယ်ဘာဖြစ်လို့လဲအဖေလွတ်ပါမလားဒါတော့ပူမနေနဲ့ကျုပ်ပြောပေးမယ်တကယ်နော်အဲ့ဒါနဲ့ရောင်းမကချောလာရင်တော်တော်ရှာရှည်တာပဲဟေမဒီကပြုံးရင်တစ်ဖက်ကိုလှည့်လိုက်တယ်အောင်မင်းရဲ့မျက်လုံးနဲ့မျက်နှာချင်းစုံသွားတယ်တယောက်ရေခုံတန်တယောက်ကိုသူတို့ပြန်ကြားနေရတယ်ဟေမဒီမျက်နှာကိုတစ်ဖက်လွှဲလိုက်ရင်ခါထက်ရက်လိုက်ပြီးမြေဖို့ကြောင်လေးကိုပြန်ဝင်သွားတော့တယ်ဟဲ့ကောင်မင်းကသမီးကိုခိုးကြည့်နေတာမဟုတ်လားဗျာမကြည့်ပါဘူးအောင်မင်းပြတလဲဖြေချင်းဖြစ်တယ်ငါမျက်စိအဲ့လောက်မမုံသေးဘူးငါဘာကောင်လဲမင်းသိတယ်မလားဟုတ်သိပါတယ်ဥမောင်ညိုပါဟင်အောင်မင်းပြတလဲဖြေလိုက်တဲ့စကားကြောင့်ကျုပ်အားရပါရရေလိုက်မိတော့တယ်မင်းကွာမင်းဦးညုံမောင်းလက်ထဲမှာသိရွက်အချို့ကိုခူးလာတယ်ရော့ဒါကအစီအစဉ်လှုပ်ထားတဲ့သိရောပဲတရဲတစီနဲ့ပရလောကသားတွေကိုအမြင်တက်ဖွင့်ပေးလိုက်မယ်ဒါနဲ့မင်းတနက်ကြည့်ပါလားပါတယ်ပြီးခဏလေးစောက်အောင်ကိုကြီးဟင်အောင်မင်းအခေါ်ရော်တွေပြောင်းနေရနော်ဟာဗျာမင်းဟေမဒီကိုစိတ်ဝင်စားနေတယ်မလို့လားငါဦးညိုမောင်းကိုပြောပေးမယ်လေဟာ
မလောက်ပါနဲ့ဗျာမလောက်ပါနဲ့ကျွန်တော်တေတွင်းနဲ့ကံမချပါနဲ့ကိုစနေယာစတာပါကွာဥညမောအိမ်ခန်းထဲကနေပြထွက်လာတယ်ဒီကြီးကတော့တရဲတစီနဲ့ပရလောကသားတွေကိုပြစ်လို့ထိလိမ့်မယ်ဟာကျေးဇူးပါပဲဦးလေးယာအေးဒါနဲ့ဟေမရီကိုကျုပ်အိမ်ကိုခေါ်သွားခြင်းလေဦးလေးဟေးကျုပ်ခီးသွားရင်စောင်းတယ်ပြီးအိမ်မှာတယောက်တည်းကြံခဲ့မှာအဖော်ရအောင်မို့လို့ပါအေးလေခေါ်သွားလေမင်းတော်တဲ့သွားရင်ငါ့ကိုသွေးကမုံမိတွေ့ရင်နှုတ်လာပေးစမ်းပါဗျာသွေးကမုံအော်ဟုတ်တွေ့ရင်တော့နှုတ်လာပေးမယ်လေအေးဟေမရီနေ့ကိုတော့လိုက်သွားဖို့ဆိုလာပြီအဖေတယောက်တည်းအဆင်ပြေပါမလားပြေတယ်ဟေးပြေတယ်သွားစရာရှိတာသွားကဲကျုပ်တို့သွားပြီဦးလေးအေးကိုဟင်းရောင်းမကသဘောကောင်းလားမသိဘူးဟေးမသိဘူးအောင်မလေးဘာဖြစ်လာလဲညီမလေးဖက်နှက်ပြတ်သွားပြီကျုပ်ခုမှနားအေးရတော့တယ်ဗျာကျွန်တော်တက်ပြီမယ်နော်ဟေမရီဟမ်အားနာစရာမလိုပါဘူးအောင်မင်းကဟေမရီနဲ့ဝင်ရောနေတယ်ကျုပ်ကလမ်းရှိကအပွင့်တွေဝေစာနေတဲ့စိန်မန်းမင်းကြီးရဲ့အောက်မှာရက်ဆောင်နေလိုက်တယ်အကိုအောင်မင်းပါကျေးဇူးတင်ပါတယ်နော်အကိုအောင်မင်းရပါတယ်ကျေးဇူးတင်ရမယ့်လူတွေမှမဟုတ်တာကျုပ်တို့နှစ်ယောက်ကိုကြည့်ရင်ပြုံးလိုက်မိတယ်ကဲသွားကြမယ်ဟေးနေဆောင်တော့မယ်ကျုပ်အိမ်ကိုပြန်ရောက်တော့ကျုပ်ရဲ့ဇနီးစောင်းတရဖီကအိမ်ရှိမှထွက်ကြိုနေတယ်စောင်းတရဖီကဟေမရီကိုဘယ်သူလဲဆိုတဲ့အကြည့်နဲ့ကျုပ်ကိုမေးဆက်ပြလိုက်တယ်သူကကိုညီမဝမ်းခွဲလေးကိုပြောနေတဲ့တပွဲသားမုတ်ဆိုးကြီးဥညုံမောင်ရဲ့သမီးပေါ့ဟုတ်လားလာညီမအထဲဝင်မမတိတ်ချိုးတာပဲနော်ဟာငါညီမကတော့အမကိုမြောက်နေပြန်ပါပြီညီမလေးတွေလှပါတယ်ညီမလေးနာမည်ကရောဘယ်လိုခေါ်လဲကွအော်မိတ်ဆက်ပေးဖို့မေ့နေတာညီမလေးနာမည်ကဟေမရီပါမမစောင်းတရဖီနဲ့ဟေမရီအခုလိုအသိမြတ်နေလို့ကျုပ်စိတ်အေးရတယ်ကဲအောင်မင်းရေပြင်ဆင်စရာရှိတာပြင်ဆင်ထားဟိမနဲ့တို့တွေခရီးဆက်ကြမယ်ဟုတ်ကဲ့ကိုစနေအောင်မင်းတယောက်တက်ကြွတဲ့ခြေလမ်းတွေနဲ့ပြန်ထွက်သွားတယ်ဟေမရီတယောက်ကျုပ်ရဲ့ဇနီးရဲ့အကြောင်းကိုမေးနေတယ်မမရဲ့ဇာတိကဘယ်ရလဲအော်မမရဲ့ဇာတိကလားမမရဲ့ဇာတိကရှမ်းပြည်နယ်ရုံးမဘက်ကရွာငယ်လေးတရွာမှာနေတာအော်ကျုပ်လည်းသူတို့နှစ်ယောက်ရဲ့စကားကိုဆက်နားမထောင်တော့ပဲရေချိုးဖို့အိမ်နောက်ဖေးကိုဆင်းသွားခဲ့တော့တယ်ညမိုးချုပ်တော့ထမင်းစားပြီးကျုပ်ဟေမရီကိုမှားစရာရှိတာမှားတယ်ဟေမရီရှင်းကိုပြောလေကျုပ်တို့ခီးသွားမှာနည်းနည်းကြာနိုင်တယ်ညီအမကိုလည်းဂယုစိုက်နော်ဟုတ်ကဲ့ကျုပ်ထမင်းစားပြီးတော့ကတွင်းချင်လာလို့အင်ဘက်လိတ်ဆစ်လိတ်တလိတ်ကိုမင်းကြီးလိုက်ပြီးတဖွာတဖွာတောက်လိုက်တယ်ခီးသွားမဲ့အကြောင်းတွေကိုအတွေးနယ်ချက်ရင်ရှိနေချိန်ကျုပ်ပခုံးပေါ်ကိုလက်တစ်ဖက်လာကင်လို့နောက်ပြန်လှည့်ကြည့်လိုက်တယ်ဟင်စောင်းမေးသေးဘူးလားဟင်မေးချင်သေးဘူးအခုပဲအဝတ်အစားတွေနဲ့အသုံးဆောင်ပစ္စည်းတွေကိုကြောပေါ်အိတ်ထဲကိုထည့်ပြီးတာလေဟေမဒီနဲ့အတူသွားအိတ်လိုက်ပါနော်အကိုဒီအပြင်မှာပဲအိတ်လိုက်တော့မယ်ကျုပ်ပဲအချိန်ထိအိတ်ပျော်လဲမသိကျုပ်နာရီကိုလက်နှိပ်တမီနဲ့ထိုးကြည့်လိုက်တော့6နာရီတောင်ထိုးနေပြီကျုပ်အိတ်ရပေါ်ကနေလူးလဲထရင်နောက်ဖေးမိဖို့ကြောင်တဲကိုဆင်းကမျက်နှာတစ်ဖို့မျက်နှာသွားတစ်ပြီးအပြင်ကိုပြန်ထွက်လာတယ်အော်အကိုတော်နိုးပြီလားထမင်းကျော်သွားစားအောင်လေစောင်းအထုပ်အပိုးတွေပြင်လိုက်အောင်မယ်နော်အေးထမင်းကျော်စားလို့ပြီးတော့ကျုပ်ထရက်ပြီးအိမ်ရှိကိုလမ်းကြည့်လိုက်မိတယ်အောင်မင်းလဲကြောဘောအိတ်တစ်လုံးနဲ့အိမ်ရှိကိုရောက်လာတယ်သူလဲဒူးလေးကိုလက်မှာကင်ပြီးမြားပလိုင်းကိုတခါတည်းလွယ်လာတာတွေ့တယ်အစင်းနဲ့ပဲဖြစ်ပြီလားကိုကြီးစနေအေးအစင်းနဲ့ဖြစ်ပြီလားကိုကြီးစနေအေးကဲကြောဘောအိတ်ရပြီကိုဟင်ခီးဆိုင်နော်စိတ်ချပါညီမဘာမှမပါရရှိသေးလဲမရှိတော့ပါဘူးအကိုညီမစီရောက်အောင်ပြန်လာခဲ့ပါကျုပ်လည်းစောင်းကိုပြောပြလိုက်ပြီးဟေမရီလည်းစောင်းတဲ့ပြီးပြီးမှရက်ရင်ရှိနေတယ်ကျုပ်လည်းရာပြတနတ်ကိုပခုံးပေါ်ထမ်းကအိမ်ကနေထွက်ခွာလာခဲ့တော့တယ်ကျုပ်တို့လည်းရွာထိပ်ဦးကိုရောက်ခါရှိနေတယ်ကိုစနေကျွန်တော်တို့ဘဲကနေစသွားမှာလဲအနောက်ရုံးမဘက်ကနေကြော်တက်ရမယ်အောင်မင်းအော်ဒီရုံးမဘက်ကကြော်တက်ရင်အနည်းဆုံးခဏအတွင်းနဲ့ရောက်နိုင်လိမ့်မယ်ကျုပ်တို့နှစ်ယောက်ချင်းလင်းပြင်း9နာရီလောက်ရှောက်လိုက်တော့ရုံးမတော်ကြီးတဲကိုစတင်ဝင်ရောက်နေပြီရုံးမတော်ကတစ်ပင်ကြီးတွေမှာတစ်ပင်တွေကကြီးမားပြီးရှည်လျားတယ်ဒါကြောင့်အောက်ပေါင်းမရှိဘဲသွားလာရတာအဆင်ပြေတယ်ကျုပ်ကအရှိကနေသွားပြီးအောင်မင်းကအနောက်ကနေလိုက်နေခြင်းဖြစ်တယ်ရှင်းနေဆက်ပြီးကျုပ်တို့ခြေနှမ်းတွေရက်မိတယ်ဘာတွေ့လို့လဲကိုစနေမင်းဖိုက်စာနေပြီလားအောင်မင်းဖိုက်စာတော့အမှန်လည်းပဲဗျာဟိုမှာတွေ့လားအောင်မင်းကကျုပ်လက်ညှိုးထိုးလိုက်တာနေရာကိုလမ်းကြည့်လိုက်တယ်ဟာကိုစနေကတော့နောက်နေပြီဗျာတစ်ပင်ကြီးကိုကျုပ်ကနေတော့ကဘလို့စားလို့ရမှာတော့တစ်ပင်ကိုပြောနေတာမဟုတ်ဘူးကွ
အသီးကိုမြင်လားဟာဟုတ်သားပဲအဲ့ဒါဘာသီးလဲကဲစကားများမနေနဲ့တက်ခူးစမ်းကွာကဲတော်ပြီအဲ့လောက်ဆိုစားလို့မကုန်တော့ဘူးဟင်းတော်တော်စားလို့ကောင်းတဲ့အသီးပဲဒါကဘာသီးလဲကိုစနေအဲ့ဒါတစ်ကောက်ချင်းသီးလို့ခေါ်တယ်ဘလို့ဘလောင်မစားနဲ့နေလိုက်မယ်တစ်ကောက်ချင်းပင်ကအမဲအောင်ရှိပြီးအသီးအမွေးတယ်မွေးတွေနဲ့ချိုပြီးကောက်ချင်းလို့စီးကတ်နဲ့စားလို့ကောင်းတဲ့အသီးတစ်ခုဖြစ်တယ်ကျုပ်တော်တဲ့တစ်ခါတကလေးအမဲပြစ်ထွက်ရင်တစ်ကောက်ချင်းသီးပဲစားတယ်အစာခံတယ်အယမ်းမျိုးချရင်တော့နေတတ်တယ်ကျုပ်တို့ဒီနေ့နဲ့ဆိုရင်2ရက်တောင်ရှိနေပြီကျုပ်တို့ခမန်းထားတဲ့နောက်နေ့နေကုန်ရင်တော့တရကုန်းရွာကိုရောက်မယ်ကျုပ်တို့ခရီးမှာဘာအနောက်ရှက်မှမတွေ့လို့အလွန်ခရီးတွင်တယ်ကဲအောင်မင်းရေမောင်တော့မယ်ကျုပ်တို့ဒီညဒီမှာပဲစကန်းချကြအောင်ပေါ့စမ်းချောင်းမှာရေဘူးတွေရေသွားဖြည့်ကွာကိုစနေဟင်ကျွန်တော်တို့လက်တွေကိုယ်လက်တွေနာလို့ဆေးနေနေတင်လိုက်ပြီးအောင်မယ်ကိုစနေရောဆေးတင်အောင်မလားတောက်ကြတာပေါ့ကွာမင်းဘယ်လိုလုပ်ပြီးယူလာတာလဲဒီလိုပဲခီးသွားရင်ကိုလက်တွေနာတတ်လို့ဒေါ်ဘူးမဆိုင်မှာဝင်လာပြီးတော့အရက်3 လေးလုံးဆွဲလာတာပါဩကျုပ်တို့2ယောက်တယောက်ကိုတစ်ခွက်ရေဆက်ပြီးရိတ်ခါအကြောက်တွေကိုထမင်းလို့စားလိုက်ကြတယ်အောင်မင်းကကျုပ်ကိုအရင်အိတ်ခိုင်းတယ်ဒါပေမဲ့မင်းအိတ်ပါကျုပ်မအိတ်ချင်သေးဘူးအဲ့ဒါဆိုလဲကျွန်တော်အရင်အိတ်ပြီးအောင်မင်းကအိတ်သွားတော့မီးဖို့ဘေးမှာဝက်စစ်ပိုင်း2ပိုင်းဖြတ်ပြီးဝက်စစ်ပိုင်း1ပိုင်းကိုဖြတ်ပြီးရေကိုမီးနဲ့အပူပေးပြီးတောက်လိုက်တယ်တောက်နေတော့ဘဲကနေလာမှမသိတဲ့အစင်းရောင်အခိုးတချို့ကျုပ်နှာခေါင်းထဲကိုတိုးဝင်လာတယ်ကျုပ်ခေါင်းတစ်ခုလုံးရီဝေဖြစ်ကအိပ်ပျော်တယ်လို့ဖြစ်သွားတယ်ကျုပ်မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ကျုပ်ရှေ့မှာမြူကိုးတွေနဲ့ပြည့်နေတယ်ဟင်ငါဘယ်နေရာရောက်နေတာလဲဒီနေရာကဘယ်နေရာပါလဲအောင်မင်းရောဘယ်ရောက်သွားတာလဲကျုပ်ရဲ့ရှေ့ကိုနှင်းကိုးတွေပိတ်မောင်းလာတယ်ပိတ်မောင်းလာပြီးမိမတယောက်ထွက်လာတယ်ဟင်နင်ကဘာတူလဲငါကမဏိအန္နဝါနှက်သမီးပဲဟင်ကြောက်ရည်ဆိုတာတကယ်ရှိလို့လားမဟုတ်ဘူးငါပြောတာကရေပြင်အောက်မှာကြောက်ဆောင်နန်းတော်နဲ့နေတဲ့အဲ့ဒါကြောင့်မဏိအန္နဝါလို့ပြောတာနေစမ်းပါဦးကျုပ်စီကိုဘာလာလို့တာလဲငါနင်းကိုအကူညီလာတောင်းတာဟင်နင်ကနှက်သမီးကျုပ်ကလူသားခမည်းကိုကျုပ်ကဘယ်လိုလုပ်ကူညီနိုင်မှာလဲတိတ်ရတာပေါ့တခြားလူတွေကမဖြစ်နိုင်နင်ကတော့ဖြစ်နိုင်တယ်နင်ရဲ့နှက်ခတ်တွေကထူးကြတယ်ပြီးတော့နင့်မှာအထုံပါရမီရှိတယ်နင်သာမဟုတ်ဆိုးမလို့ပဲဆရာလို့ရင်ဂုံရှိန်မြင့်မာတဲ့ဆရာတစ်ပါးဖြစ်မှာလူရင်းကိုပြောစမ်းပါဟုတ်ပြီငါနင့်ကိုပြောမယ်ငါတို့ကတနစ်ကိုတစ်ကြိမ်နှက်သပင်အစည်းဝေးသွားရတယ်တနေ့တော့ငါနှက်သပင်အစည်းဝေးတက်တော့ငါရဲ့နန်းတော်တဲကိုနှက်ဆိုးတစ်ပါးရောက်လာပြီးငါရဲ့အမျက်တနိုးတန်ဖိုးထားရတဲ့မဏိသူရိယမှော်တက်လုံးကိုခိုးသွားတာပဲခိုးသွားပြီးတော့အနောက်ရိုးမရဲ့ရက်ခညီနောင်တောင်မှာပိတ်ထားတယ်အဲ့ဒီရက်ခညီနောင်တောင်ကဘယ်နားမှာလဲဟိုကလမ်းကြီးမြင်ရတယ်နင်ကငါ့ကိုကူညီရဲ့အတွက်နှစ်အတွက်ကိုတန်ရတန်ကြီးငါပြန်ပေးပါမယ်ကျုပ်လည်းဒါပဲတနက်ကိုမောင်းဆွဲတင်ကနတ်သမီးဆိုသူနောက်ကိုလိုက်ခဲ့လာတယ်ဒီတောင်ပဲမေးစမ်းပြရစီဦးမေးလေခမည်းကိုယ်တိုင်ဘာလို့မယူလာလဲနင်မသိတဲ့အရာတွေအများကြီးရှိတယ်ငါတို့ကတကိုးအိတ်ထိပါတွေနဲ့ရှိပေမဲ့နင်တို့လိုလူသွားတွေလိုသွားကျင်တဲ့နေရာကိုသွားလို့မရချင်းလာချင်းနေရာလာလို့မရဘူးကို့အပိုင်နဲ့ကိုပဲနေရတာဒါဆိုရင်ဒီကိုဘယ်လိုလုပ်ပြီးလာလဲနေမေးတာတဘာဝကြပါတယ်ဒီလိုငါလာဒီလိုလာလို့ရတဲ့အကြောင်းရင်းကငါတို့ရဲ့အထက်နှမင်းကြီးတွေစီကခွင့်ပန်ပြီးလာရတယ်ဒီနေ့ကတော့ငါခွင့်ရကုန်ပြီဒါကြောင့်နေ့ကိုအကူအညီတောင်းရတာအဲ့ဒါကကြောက်တကားကြီးပဲဒါကိုနေအမြန်ဖွင့်ပါနှက်သမီးစေသူကအဝေးကနေတီမတ်စွာထောင်နေတဲ့ကြောက်နေရကြီးနှစ်ခုကိုလက်ညှိုးထိုးပြလိုက်တယ်ကြောက်သားမှာလက်ဝါးရာကြီးတစ်ခုရှိတယ်ကျုပ်အဲ့ဒီလက်ဖွားရာကြီးကိုကျုပ်ရဲ့လက်ဝါးနဲ့ဖိကြည့်လိုက်တယ်ဒါပေမဲ့ဘာမှအခြေအနေကထူးမလာဘူးကျုပ်လဲတကားကြားကတော့ကျုပ်လဲခါကြားတဲ့ကတောလိုက်တမြောင်ကိုဆွဲထုတ်လိုက်ပြီးလက်ဖွားအသားဆွဲချလိုက်တယ်လက်ဖွားကဓာတ်ရှာပြီးသွေးတွေထွက်လာတယ်သွေးထွက်နေတဲ့လက်ဖွားနဲ့လက်ဖွားရာကြီးကိုကတ်လိုက်တယ်တစ်ချိန်တည်းမှာပဲကြောက်သားချင်းပို့တိုက်တန်တွေနဲ့ထွက်လာပြီးအံ့ဩဖွယ်ကြောက်နေရကြီးတကားအသွင်ပွင့်သွားတော့တယ်
အထဲမှာလိုင်ကောင်းကြီးတစ်ခုလိုင်ကောင်းထဲမှာအတန်ကြားလို့ကျုပ်လက်နေတက်မီနဲ့ဖွင့်ပြီးထိုးကြည့်လိုက်တော့အထဲမှာအဆွဲဖွေးနေတဲ့မကောင်းဆိုးဝါးတကောင်ကျုပ်စီကိုပြေးလာနေတာကျုပ်လည်းရာဖက်တနက်ကိုမောင်းဆွဲတင်ပြီးမကောင်းဆိုးဝါးစီကိုလမ်းချိန်ပစ်ခတ်လိုက်ပါတယ်တနက်ကြီးကလင်းမြန်တိကျစွာမကောင်းဆိုးဝါးရဲ့နဖူးစီဖောက်ထွင်းကပြစ်လဲသွားတော့တယ်ဟာအတွေ့မြန်ရေလို့ပေါ့ကွာတော်တော်မြန်နဲ့မကောင်းဆိုးဝါးပဲစနေတကူတဲ့တီးတိုးရည်ယူမိတယ်ရှေ့ကိုတိုးကြည့်လိုက်တော့ကိုဘေးမှာနှစ်တောင်အရှည်ရှိမဲ့တစ်တာတစ်လုံးကိုတွေ့လိုက်တယ်တစ်တာအဖုံးကိုဆွဲဖွင့်လိုက်တော့ထူးဆန်းစွာအစိမ့်နဲ့အပြာရောင်ဒီအလင်းနှန်းတွေပေါ်ထွက်လာတော့တယ်တစ်တာတဲ့ငှုံကြည့်လိုက်တယ်လောက်စလုံးကြီးခန့်အရွယ်ရှိမဲ့ဝိုင်းဆက်နေတဲ့အလုံးလေးတစ်လုံးကအလင်းရောင်တွေကိုဖြာထွက်စီတာဖြစ်တယ်ကျုပ်လည်းတောက်ပနေတဲ့အလုံးကိုယူကာကိုအပြင်ပြထွက်လာခဲ့တယ်ခမရဲ့ပစ္စည်းဆိုတာဒါလားဟုတ်တယ်ဒါပဲကျေးဇူးတင်ပါတယ်မဟုတ်ဆိုရပါတယ်ကုညီခွင့်ရတယ်လို့ပဲသဘောထားလိုက်ပါဒီလိုတော့ဘယ်ဟုတ်မလဲငါနေ့ကိုပြောထားတဲ့အတိုင်းတန်ရာတန်ကြီးကိုငါပြန်ပေးပါမယ်ငါနာမည်လည်းမှတ်ထားအောင်စန္ဒာဒေဝီတဲ့နေနဲ့တန်တဲ့အရာကိုငါပြန်ပေးတော့မယ်ပြောရင်းနဲ့စန္ဒာဒေဝီကအဆိုတဲ့အမျိုးသမီးကလက်ဖြန့်လိုက်တယ်အနီရောင်အလင်းတန်းတွေနဲ့အတူမော်နေတာတစ်ချောင်းရောက်လာတယ်အဲ့ဒီမော်နေတာနဲ့ကျုပ်ရဲ့ညာဘက်လက်မောင်းကိုတစ်ချက်ဆောင်းထိုးချလိုက်တယ်နင်းအကူကြီးလိုတဲ့အခါတိုင်းရောက်လာစေလိမ့်မယ်စန္ဒာဒေဝီဟင်ကိုစနေဘာတွေပြောနေတာလဲဘာဖြစ်တာလဲကျုပ်ကိုအောင်မင်းလုံနိုးမှအိမ်မက်ကလှန့်ထိုးလာသူတို့ခဏတွေ့ဝေသွားတယ်ကိုစနေစောကဘာဖြစ်နေတာလဲစန္ဒာဒေဝီကဘာတူလဲကိုစနေရဲ့ငေးစားလားပောက်ကရကွာနှက်သမီးမဟုတ်ပါဘူးမဟုတ်ကျုပ်အိမ်မက်နေတာပဲကျုပ်ကလက်မောင်းပူတယ်လို့ခံစားရလို့အင်ကြီးလက်ရှင်စားကိုလှိပ်ပြီးလှန်တင်ကြည့်လိုက်တယ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒါကတကယ်ကြီးလားကျုပ်မတွေးတတ်တော့ဘူးဘာလို့လဲဆိုတော့ကျုပ်လက်မောင်းမှာစန္ဒာဒေဝီဆိုတဲ့အမျိုးသမီးကကြိုက်ထားတဲ့နေနံပုံနဲ့တထီရတဲ့တူတဲ့နေနံတက်တူးပုံထိုးထားသလိုရှိနေတယ်ကိုစနေဘယ်တော့မှသွားထိုးထားတာလဲအတော်လှတဲ့နေနံပုံလေးပဲကျုပ်လက်မောင်းမှာပေါ်လာတဲ့နေနံပုံတွေ့ရင်ရှိနေတယ်ညကနေကိုကူးပြောင်းလာခဲ့ပြီအောင်မင်းလည်းမအိပ်တော့ပဲကျုပ်ဘေးမှာထိုင်လျက်သားရှိနေတယ်ကျုပ်တို့ခရီးဆက်ရအောင်ဟုတ်ကဲ့ကိုစနေကျုပ်တို့3နာရီခွဲခန့်ဂျာကြီးကိုတောင်ထိပ်ပေါ်ကနေလမ်းပြလမ်းမြင်နေရတယ်3နာရီခွဲလျှောက်လာရင်ရွာကြီးကိုတောင်ထိပ်ပေါ်ကနေခက်ပြလေးလမ်းမြင်နေရတယ်ကျုပ်တို့2ယောက်ဆက်လျှောက်လာတော့တရော်တွေအများအပြားပေါက်နေတာကိုမြင်ရတယ်ရွာနာမည်နဲ့လိုက်အောင်ပေါ့အောင်မင်းပြောခြင်းဖြစ်တယ်အောင်မင်းပြောပြီးကျုပ်တို့ရွာထိပ်ရောက်တော့လူ2ယောက်နဲ့အရင်ဆုံးဆုံတယ်မိတ်ဆွေတို့တခုတော့မေးလို့ရမလားမေးပါစီယာဒီရွာကကိုဖိုးလို့တို့အိမ်ကိုဘယ်ရသွားရလဲသူ့အိမ်ကဒီလမ်းမကြီးအတိုင်းသွားအိမ်၅လုံးပြည့်ရင်ညာဘက်လမ်းကိုတွေ့လိမ့်မယ်အဲ့ဒီလမ်းထဲဝင်သွားလမ်းဆုံးသွားရင်သူတို့အိမ်ကိုရောက်ပြီဆရာတို့ကအာနာပိုင်အဖွဲ့စည်းကလားကျုပ်တော်စကားမပြောရသေးအောင်မင်းကရှေ့ကနေထွက်ရလိုက်ကဆိုပါတော့ငါတို့ကိုခွင့်ပြုအောင်ဟုတ်ကဲ့ပါဆရာလေးတို့ဟေးအောင်မင်းဘာလို့သွားလိန်ပြောနေရတာလဲပြဿနာတက်လိမ့်မယ်ကျွန်တော်လည်းလူယိုသေးရှီယိုသေးဖြစ်အောင်လုပ်ပါငါဆောင်းကန်လိုက်လို့ကျုပ်တို့ရှေ့ရောက်တော့ပြင်ကင်းဝါထရံကအိမ်ငယ်လေးအိမ်ရှိကိုရောက်လာတယ်ပြုတ်ကဖိုးလုံးဟေးဘယ်သူတွေလဲကွကျုပ်တို့အတန်ကြားတော့အသားညူအရက်ပူနဲ့ပါဇက်ထဲမှာကွန်းကိုရဲနေအောင်စားထားတဲ့မိမကြီးတယောက်ထွက်လာတယ်မိမကြီးကကျုပ်တို့ကိုမြင်တော့ဝါလက်စပါဇက်ထဲကကွန်းရပါမြေကြီးထဲကိုထွက်ကြသွားတယ်အိမ်ထဲကိုကြွပါရှင်ကျုပ်တို့လည်းမိမကြီးခေါ်ရအိမ်အပေါ်ဓာတ်ကိုတက်လိုက်ကြတယ်
ဖိုးလုံးဗမာပြဿနာရှာထားတာလည်းမသိဘူးဆရာတို့ဘာမှမရှာထားပါဘူးကျုပ်တို့သူ့စီလာတာကျုပ်တို့ကိုသူမာထားလို့ဩတိပြီမှုတ်ဆိုးကြီးတို့လားဟုတ်တယ်ကျုပ်နာမည်ကတော့စနေသူကတော့အောင်မင်းကျမကအမှတ်တမဲ့ဆိုတော့လှန့်သွားတာကျမနာမည်ကပူပါကျမကိုဖိုးလုံးကိုတောက်ခေါ်ပေးမယ်နော်နေရတယ်သူပြန်လာတဲ့အထိစောင့်နေမှာပဲဒါဆိုခဏလေးနော်ကျမကိုစနေတို့စားဖို့တခုခုသွားလုပ်လိုက်အောင်မယ်ကိုစနေတို့တောင်ရောက်နေပြီပဲဟုတ်တယ်အခုလေးတင်ရောက်တာဩတခုခုစားပါဦးနေပါစေကျုပ်တို့မစားရဘူးကိုဖိုးလုံးဒါဆိုလဲကိုလာဆောင်အိမ်ကိုသွားကြတာပေါ့ကျုပ်တို့တွေရွာလန်းတိုင်းရှောက်ရင်းနှစ်ထပ်တိုက်အိမ်တစ်လုံးရှိရောက်တော့ကိုဖိုးလုံးခြေလန်းနေရက်လိုက်တယ်နှစ်ထပ်အိမ်အနေအထားကိုပြောရရင်အတော်လေးကိုလှပပြီးဒေသက်လွန်းတယ်ပြိုးတထေးကြီးဖိုးလုံးအော်ကြီးဟေ့ကျင်နဲ့လမ်းခေါ်လိုက်တော့ဟဲ့ဖိုးလုံးမင်းအော်ကြီးဟေ့ကျင်နဲ့မင်းသေချင်နေပြီလားဟမ်ကျွန်တော်တထေးကြီးနဲ့တွေ့ချင်လို့ပါကိုဖတ်တင်မရှိဘူးမင်းပြန်တော့ခြံထဲကနေထွက်လာတဲ့သူကဖိုးလုံးကိုကျိန်းမောင်းနေတယ်သူ့ပုံစံကအရက်6ပေအနေအထားလောက်ရှိမယ်အသားကမဲပြီးအင်းကြီးမပါပဲကိုလုံးမှလည်းဆေးမင်ချောင်တွေနဲ့ပြည့်နေတယ်ဧည့်သည်တွေပါလာလို့ပါဒီကောင်တွေပါလာတော့ငါဂယုစိုက်ရဘူးဂယုစိုက်မှာမဟုတ်လို့လားလူကြီးကပြောရင်းနဲ့ဖိုးလုံးကိုရင်ဘတ်အင်းကြီးစားကိုဆွဲပြီးနောက်ကိုစောင့်တွန်းလိုက်တယ်ဟဲ့လူခမမရိုင်းလာကြည်လားခမဘလို့ခြံဆောင်လဲအောင်မင်းကရှေ့ထွက်ပြီးပြောချင်းဖြစ်တယ်မင်းကအများမလောက်လေးမလောက်စားနဲ့ပေပေတော့အောင်မင်းလှုပ်တာနဲ့ကျုပ်ကြားထဲကနေဝင်ပါရတော့မယ်ဟဲ့လူရက်လိုက်ကျုပ်အောင်မင်းနဲ့ဗတ်တင်ကြားထဲဝင်ရက်လိုက်ပြီးကြည်ထိုးထားတဲ့တနက်ကိုကောင်းကင်ပေါ်တစ်ချက်ပြစ်လွတ်လိုက်တယ်ဗတ်တင်ဆိုသူတနက်နဲ့ထိုးချိန်ထားတယ်ဘာဖြစ်ကြတာလဲအပြင်မှာဆူညံသွားတော့နှစ်ထပ်တိုက်ထဲကအသက်50အရွယ်ခန့်မှန်းရတဲ့လူတစ်ယောက်ထွက်ပြီးမေးမြန်းနေတယ်သူကကျွန်တော်တို့ရန်လာစလို့ပါတထေးကြီးဩဗတ်တင်သူတို့ကငှဧည့်သည်တွေမင်းသွားလို့ရပြီလာပါအိမ်ထဲကြွပါမှုတ်ဆိုးကြီးစနေဆိုတာကျုပ်ပါဩမောင်စနေအကြောင်းကိုကြားရတာအားရစရာတွေကြီးပဲဦးသားကိုတွေ့အောင်ရှာပေးပါမောင်စနေရဲ့အားကိုးပါရစီဦးလာဆောင်ကမျက်နှာညိုပြီးပြောရှာတယ်ဖြစ်တယ်ကျုပ်အစွမ်းကုန်စူးစမ်းပေးပါမယ်ကျုပ်တခုတော့ကြူပြီးတောင်းဝန်ထားခြင်းတယ်ပြောပါကျုပ်ကအရင်တုန်းကလို့မရှာနိုင်ခဲ့ရင်လည်းအရင်တုန်းကမဟုတ်ဆိုးလို့မရှာနိုင်ခဲ့ရင်ကျုပ်ကိုခွင့်လွှတ်ပေးပါလို့တောင်းပန်နေပါတယ်ကြပါတယ်မောင်စနေရဲ့မှုတ်ဆိုးကြီးစနေဆိုတာနည်းနည်းရမှုတ်ဆိုးမှမဟုတ်ပါဒါနဲ့ကျုပ်တို့တော်တယ်စဝင်တဲ့အခါလမ်းကျွမ်းနေတဲ့လူတယောက်တော့လိုတယ်နော်ဒါတော့ပုံမနေပါနဲ့ကဲဖိုးလုံးရေမင်းရွာမြောက်ပိုင်းကဆင်းမြစ်တန်းအိမ်ကိုတွားပြီးသူ့ကိုခေါ်လာခိုင်းလိုက်ကွာငါခေါ်တယ်လို့ပြောလိုက်ဟုတ်ကဲ့ပါတထေးမင်းကြီးဦးလာဆောင်ပြောတော့ကိုဖိုးလုံးလည်းအိမ်ထဲကနေအမြန်ထွက်စေတယ်ဆင်းမြစ်တန်းနာမည်ကတမျိုးကြီးပဲဟုတ်တယ်သူ့နာမည်ကမြစ်တန်းတောထဲမှာတောင်ထဲမှာဆေးမြစ်တွေတူးတော့သူ့နာမည်ကိုလည်းဆေးမြစ်တန်းလို့ပေးလိုက်ကြတာဩတထေးကျွန်တော်ကိုခေါ်တယ်ဆိုအေးမင်းမနဲ့ဖန်မုတ်ဆိုးတွေနောက်ကိုလမ်းပြလိုက်သွားကွာမင်းပြန်ရောက်ရင်ငွေ900ကိုဆွဲကြိုးတကုန်းနဲ့ပေးမယ်ရော့ခုက90ယူထားဟာကျေးဇူးတင်ပါတယ်တထေးမင်းမောင်စနေဒီညဦးတို့အိမ်မှာညအိပ်ပေါ့ကွာနေကျုပ်တို့ကိုဖိုးလုံးအိမ်မှာပဲတဲလိုက်မယ်အေးလေညသာတော့ဒီမှာလာစားပေါ့ကွာဟုတ်ကဲ့ညမှာကျုပ်တစ်ခေါက်လာခဲ့ပါမယ်ကဲကျုပ်တို့လည်းသွားရတထေးမင်းကျုပ်တို့လည်းတထေးကြီးဦးလာဆောင်အိမ်ကနေထွက်လာခဲ့ကြတယ်ကျုပ်တို့လည်းတော်တယ်ဝင်ဖို့ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ကြတယ်ကျုပ်တို့ကိုဖိုးလုံးအိမ်မှာညအိပ်ပြီးမိုးလင်းလာတော့ဆေးမြစ်တန်းကကိုဖိုးလုံးအိမ်ရှိကိုရောက်လာတယ်ကဲအစင်းသင်းဖြစ်ကြည်လားသွားကြစို့ဆရာတို့ကဲအောင်မင်းရေသွားကြမယ်ကျုပ်တို့သွားပြီဖိုးလုံးရေဟုတ်ကဲ့ကိုမြင့်တန်းဆေးပညာကိုမြင့်တန်းကအတက်မှာပေါ့ဆေးပညာတော်မှာပေါ့နော်
အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးကွာအောင်မင်းကဆင်းမြင့်တန်းနဲ့ရင်းနှီးစွာပြောဆိုနေတယ်ဒါနဲ့ကျွန်တော်တို့ဘယ်တော့အရင်စောက်ဝင်ပါလဲကြောက်တလုံးတောကိုအရင်သွားမှရမှာကျုပ်တို့တွေခီးဆက်ရင်တောထဲမှာတပင်အောက်မှာထိုင်လိုက်ကြတယ်မှုတ်ဆိုးအမောဖြေတောက်မှလားတောက်မယ်ဗျအောင်မင်းကိုစနေတဲ့အောင်မင်းဆင်းမြင့်တန်းပေးတဲ့တစ်ခွက်ကိုလမ်းယူကတပြိုင်တည်းမှော့လိုက်တယ်အောင်မဒီဗျာခါလိုက်တာကိုမြင့်တန်းခမရဟာကလည်းဘာကြီးတော့စင်လုံးမနွယ်ကိုဖော်ထားတာဆေးပြဝါပြပေါ့ကွာတောက်အောင်နေတော့တရိပ်နဲ့တက်လာလိမ့်မယ်မှုတ်ဆိုးလဲတစ်ခွက်တောက်လိုက်ပါလားကျုပ်လဲဆင်းမြင့်တန်းနဲ့ပိုရွရင်းနှီးစေဖို့တစ်ခွက်ယူတောက်လိုက်တယ်မဆိုးပါဘူးတော်တော်လေးတော့ခါတယ်ကျုပ်တို့ဘယ်တော့အရင်စောင့်နေတာမလဲကိုမြင့်တန်းကြောက်တလုံးတောကိုဖြတ်ပြီးရင်တော့ဝင်ကဘာဆိုတဲ့တောကိုဝင်ရမှာပဲအဲ့ဒီဘက်ကတစ်ဝါးတွေကြီးတော့အောက်ပေါင်းရှင်းတယ်သွားလာရတာတဲ့အဆင်ပြေတယ်ကျုပ်တို့တွေခီးစခဲ့ပြီးနှစ်ဆိုင်တဲ့တောကြီးတွေကိုစတင်ဝင်ခဲ့ပြီတစ်ပင်တွေကယောက်ျားကြီး၄-၅ပဲစာလောက်ရှိမယ်ကိုမြင့်တန်းခမဒီတောတွေကိုအရင်ကဝင်ဘူးလားကျွန်တော်ရောက်ဖူးတယ်ဒါပေမဲ့မိုးမခတောတွေပဲရောက်ဖူးတာဒီဝင်ကဘာတောကိုတော့ကျွန်တော်တစ်ခါမှမရောက်ဖူးဘူးဩကျုပ်တို့တွေဆက်သွားရင်စမ်းချောင်းတစ်ချောင်းကိုရောက်လာတဲ့အခါကဲတောနဲ့ထဲမှာဆိုတော့မကြခင်မောင်းတော့မယ်ကျုပ်တို့ဒီညဒီမှာပဲစခန်းချကြတာပေါ့ကျုပ်လည်းစခန်းချတဲ့ဘေးနားမှာတစ်ကိုင်ကြောက်တွေကိုရှာပြီးမီးပုံဖိုထားလိုက်တယ်ဟာထမင်းမစားခင်အရက်တောက်ဖို့လူဝိုင်းဖွဲ့လိုက်ရင်တောက်ရင်စားရင်နဲ့ထွေရလေးပါးတွေရှောက်၍ပြောနေကြတယ်အောင်မင်းကကိုမြင့်တန်းကိုသူ့ပေါက်ကရပြောတဲ့အတိုင်းရီလိုက်ပျော်လိုက်လှုပ်လိုက်ဖြစ်လှုပ်နေကြတယ်ကျုပ်မီးဘုံဘက်ကိုထွက်လာရင်ကျုံနာထဲမှာအတော်အတင်းဝေးတဲ့နေရာကနေမိန်းကလေးတစ်ယောက်ရဲ့အော်တန်တဲ့ကြားလိုက်ရတယ်အောင်မင်းတိတ်နေစမ်းဘာဖြစ်လို့လဲကိုစနေကျုပ်မိန်းကလေးတစ်ယောက်ရဲ့အော်တန်ကိုကြားလိုက်ရတယ်ကိုစနေတရေများလားမသိဘူးနော်မင်းကလည်းတမောက်ဟုတ်တယ်ဗျအတန်ကနီးလာတယ်လို့ပဲမိန်းကလေးတစ်ယောက်အတန်ပဲဟာအဲ့တရေမှထင်တယ်ကျွန်တော်ပြစ်လိုက်တော့မယ်ကိုစနေဟေးကျုပ်မခိုင်းမဲနဲ့ဘာမှမလုပ်ကြနဲ့မိန်းကလေးကကျုပ်တို့ကိုမြင်သွားပြီးအခုမှမြင်သွားပုံရတယ်ကျုပ်တို့ကိုမြင်တော့နှောက်ချောင်းပြန်လှည့်ပြေးဖို့လှုပ်တော့ကျုပ်လည်းရိုက်ဖယ်တနတ်နဲ့လမ်းချိန်ကဟေးမပြေးနဲ့နော်မင်းပြေးရင်ကျုပ်တကယ်ပြစ်လိုက်မှာဟင်ရှင်တို့ကမကောင်းဆိုးွားတွေမင်းဘာတွေရှောက်ပြောနေရလဲရှင်တို့ကလူတွေလားဟုတ်တယ်ကျုပ်လည်းပိုသေးကြစီရန်ဦးညိုမောင်းပေးထားတဲ့အစီအရင်တိရွက်ကိုသုံးလိုက်တယ်အောင်မင်းကကိုမြင့်တန်းသူကလူပါဗျာကျမကိုသူတို့လိုက်တတ်နေတယ်ဘယ်သူကမင်းကိုလိုက်တတ်နေတာလဲရှင်တို့ကလူတွေပါနော်ကျုပ်လည်းမိန်းကလေးကိုလမ်းခေါ်လိုက်တယ်မိန်းကလေးအဝတ်စားတွေပြဲပြီးစုပ်ပြတ်နေပြီမို့ကျုပ်အဝတ်စားတဲ့ကဂျင်းပေါင်းပြီးအင်ကြီးလက်ရှိတစ်ထည်နဲ့ရှမ်းပေါင်းပြီးတစ်ထည်ပေးလိုက်တယ်အောင်မင်းကမိန်းကလေးကိုတရေထင်ပြီးကြောက်နေတော့ကိုမြင့်တန်းဘေးမှာသွားကတ်နေတယ်မင်းဘာဖြစ်နေတာလဲကျုပ်ကိုတည်တည်ချာချာပြောပြသူတို့တွေကျမကိုလိုက်တတ်နေတယ်မင်းကိုလိုက်တတ်နေတဲ့သူကဘယ်သူလဲမင်းကဘယ်ရွာမှာနေရလဲကျမတို့နေတဲ့ရွာဆယ်မရွာကိုဝင်ပြီးလူတွေကိုဖမ်းပြီးတော့လူတွေကိုအရှင်လက်မီးကင်စားကြတာသူတို့ကကျမတို့ရွာတဲ့လူတွေကိုပြောမှသာပြောစမ်းပါကွာသူတို့ကဘယ်လိုပုံစံလဲဇလန်လေးရဲ့ပထမပိုင်းကိုတင်ဆက်လို့ပြီးပါပြီနောက်ထပ်လဲဇလန်ကောင်းများစွာတင်ဆက်ပေးအောင်ပါမို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးထားကြဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်